बुद्धं शरणं गच्छामि မြတ်စွာဘုရားကိုအမြဲမကောင်းကြံတဲ့ဒေဝရဟာဘုရားကိုသတ်ဖြတ်ဖို့အတွက်တစ်မျိုးကြံပြန်တော့တယ်။သူကြံပုံကလူတွေကတော့ဂေါရမဘုရားကိုတတ်နိုင်ကြမှာမဟုတ်ဘူး။တိရစ္ဆာန်ရိုင်းများကသာဘုရားကိုတတ်နိုင်စရာရှိတယ်လို့ညံထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇာရတမင်းထံမှာနာလာဂီရိအမည်ရှိတဲ့ဆင်ကြီးကိုတောင်းလို့တနေ့အရက်စစ်အိုးတောက်တဲ့နာလာဂီရိဆင်ကြီးကိုဖယားရှင်ကိုဆင်နဲ့ထိုးတတ်မဲ့နေ့မှာအရက်16အိုးတိုက်ဖို့ဒေဝရတ်ကစင်လိန်တွေကိုမိန့်ပေးပါတော့တယ်။ရာဇဂိုတစ်မျိုးလုံးဟာအဲ့ဒီသတင်းကြောင့်အုပ်အော်တောင်းလဲဖြစ်နေကြပါတယ်။လူတွေအပြင်မထွက်ကြနဲ့။နောက်နေ့မှာဂေါရမဘုရားကိုနာလာဂိရိစင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့နတ်ဖန်ဘုရားရှင်ဆွမ်းကံထွက်စေခြင်းပေါ့သို့တော်လည်းမြတ်ဗုဒ္ဓကအမှုမထားပဲရာဇဂိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာကုံမြတ်စွာဘုရားနောက်ကဆွမ်းကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်နောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာဘုရားနဲ့စင်မိုက်ကြီးစစ်ထိုးပွဲကိုလူအများကစိတ်ဝင်စားလာကြတယ်ဗုဒ္ဓဘာသာတွေကစိတ်ကူးသူကဘူးလို့မြတ်စွာဘုရားရဲ့စွမ်းရည်ပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတစ်ချိန်ရပေအောင်တော်မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ဖန်ဂေါရမယဟန်တော်စင်နှင်းလို့ခေါင်းပြားတော့မယ်လို့ဝန်တာနေကြပါတော့တယ်နောက်တစ်နေ့နန်းနဲ့ဆွမ်းကံဝင်ချိန်မှာတော့ရာဇဂိုမြို့ထဲမှာရှိတဲ့အိမ်ခေါင်မိုးများအပေါ်မှာဆိုရင်လူတွေခွေးခွေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းခံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်တိန်ကနာလာဂိရိစင်ကြီးကိုအရက်မူးအောင်တိုက်ပြီးစင်ကြီးကိုပို့ပြီးစိတ်ဆိုးအောင်ချောနဲ့ဆွလို့ဘုရားရှင်နဲ့ညနေချင်းဆိုင်လွတ်ပေးလိုက်တဲ့အခါစင်ကြီးဟာစိတ်မှန်ထပြီးဘုရားစီကိုအော်ပြပြေးမှာစင်ကြီးဟာဖယားရဲ့စီမရောက်ခင်သားတဲ့အမေတူကြောက်လန့်တကြားပြေးရကိုလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာစင်ကြီးကငိုးနေတဲ့ကလေးကိုနင်းတပ်ဖို့ပြေးသွားမြတ်စွာဘုရားကမေတ္တာလိမ့်၍အေးငြိမ်းသောအတန်တော်နဲ့ချစ်သားနာလာကြီးတင့်လူများကငါ့ကိုထိုးတတ်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကိုဘေးမပြူပါနဲ့ငါဘုရားစီအရောက်လာခဲ့ဆိုပြီးမေတ္တာရတ်တွေလွတ်လိုက်တော့ရှင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာအစစ်တုပ်ဝတ်ချလိုက်ပါတော့တယ်လူတို့ပိဋကတ်တွေဟာအသက်တောင်ရှူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုတ်နေတဲ့ရှင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြရပါတယ်ဖယားကရှင်ကြီးရဲ့ဥကင်းကိုကြောင်လေးပမာကင်တွေသုံးသပ်ပြီးမာဂထဘာသာနဲ့တရားဟောတော်မူပါတယ်ချစ်သားနာလာကြီးငါဖယားကိုမပြစ်မှားနဲ့မူးရစ်မိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်မကြုံစဘူးထူးခဲ့တဲ့အဖြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုယ်မှာပါလာကြတဲ့ယရနာစိန်ရွှေငွေတွေကိုချွတ်ပြီးစင်ကြီးရဲ့ကိုယ်ပေါ်ကိုတင်ကြကဂုံပြုကြပါတော့တယ်စင်ကြီးဟာတရားရဲ့ခြေတော်အောက်ကမြူးမုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျဲပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မေတ္တာတန်းကြောင့်အယက်သမားစင်စိုးကြီးကိုစင်လိမ္မာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်ရှင်တဲ့အခါစင်ရန်ကြီးမှာစိတ်ရိုင်းတာကဒေါသနဲ့မျက်စိပုံတွေ့သမျှကိုရန်ရှာ
သားတဲ့မအေးတူ